ဒီနေ့ကတော့ stress management stress ဆိုတာstress ဆိုတာဘယ်လိုပြောမလဲစိတ်ဖိစီးမှုပေါ့ဟုတ်လားအဲ့ဒါစိတ်ဖိစီးမှုဆိုရင်လူတိုင်းသိသဘောပေါက်ဖို့မလွယ်ဘူးတင်တယ်ဒီတော့ဘယ်လိုဟာမျိုးတွေဖြစ် stress ဆိုတာမွန်းကျက်တာစိတ်ရှုပ်တာအသက်ရှူချက်အသက်ရှူချက်တာဖိအားတွေပိဿသောဘတ်တဲ့ဆိုရင်ဒီလိုဘာတွေဖြစ်မလဲအာတော့ကပရိဒေဝဒုက္ခဒေါမနတဥပါယသဟုတ်လားမှန်ပါတယ်အဲ့ဒါတွေပဲလေ sorrows anxiety တို့ anger တို့ဒါတွေကိုဒီကတော့စိတ်ဖိစီးမှုလို့ပြောတာပဲအဲ့ဒါတွေကတော့အင်္ဂလိပ်စာတော့ဒါချိုးပြီးပြောလိုက်တယ်ပေါ့လေပါဠိတာပြီးလောက်လဲသူကအသေးစိတ်မပြောနိုင်တယ်ဆိုတဲ့အခါကျတော့သူ stress လို့ပဲတခုပြောတယ်နောက်တခြားသုံးတဲ့ depression တို့ဘာလို့လဲသုံးပါတယ်အဓိကတော့ဒီလို stress လို့ပြောလိုက်ရင်ဒီဒါကြောင့်ဒီလို MBS ဆိုရင် mindfulness based stress reduction ပေါ့နော် mindfulness ကိုအခြေခံပြီးတော့ stress feeling တွေကို stress တွေကို short ချတာအဲ့ဒီမှာပြီးစီးမှုလို့ရှင်ပြားတို့အကြမ်းမြင်တော့သိထားကြမယ်ထင်ပါတယ်ဒီနေ့အဲ့ဒါကိုတပြည့်တို့အသေးစိတ်လေ့လာကြပါဗျာခေါင်းစဉ်လေးကနေစဖတ်ပါဗျာစိတ်ဖိစီးမှုဆိုတာဘာလဲစိတ်ဖိစီးမှုဆိုတာဖြစ်ပေါ်နေတဲ့လက်ရှိပြစ္ဆုတ်ပံအရေးတွေမှာဖြစ်ပေါ်နေတဲ့ဖြစ်မယ်လို့ထင်တဲ့ဟာမရောက်သေးဘူးစံပွဲအောင်မမလားပေါ့ပြန်အခုဒီကပြန်သွားရေးလိုက်ဆင်မပြေပါမလားဆိုတာမျိုးတွေပေါ့ဖြစ်မယ်လို့ထင်တဲ့ဟာတွေပေါ့ပြောင်းလဲမှုတွေတနေရာနဲ့နေရာပြောင်းလာပြီးပြောင်းတာဗာပြောင်းတာရာထူးပြောင်းတာမျိုးရှိလိမ့်မယ်နောက်တစ်ခါဆုံးရှုံးမှုတွေဒါတော့ရှင်များဆုံးရှုံးမှာတော့ဒါတော်သေးကြတယ်ချင်းချောက်မှုတွေနော်ချင်းချောက်ခံနေရတဲ့ဟာတွေပေါ့ဗျာနောက်တစ်ခုကဖိအားပေးခံနေရတယ်အလုံးနဲ့ပတ်သက်တာမျိုးဖြစ်စေပတ်ဝန်းကျင်နဲ့ပတ်သက်တာဖိအားပေးခံနေအဲ့ဒါတွေကိုကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်နှစ်ချက်ပြစိတ်ဖိစီးမှုပုံစံကြည့်ရမှာနှစ်ချက်ကြည့်ရကိုယ်ရောစိတ်ပါသူကပုံစံတွေထင်ရှားလိုက်ခန္ဓာကိုယ်နဲ့စိတ်ကနေတုံ့ပြန်နေတာတွေကိုဘာလို့ခေါ်လဲစိတ်ဖိစီးမှုလို့ခေါ်တယ်ခန္ဓာကိုယ်နဲ့စိတ်ကချင်းဖိစီးမှုဝင်လာရင် auto mind ပဲ auto reply လုပ်မယ်ချက်ချင်းသူကနေတုံ့ပြန်မှာပဲဘယ်လိုမျိုးတုံ့ပြန်မှုတွေဖြစ်မလဲဆိုတာဒီလိုဆက်ပြီးလေ့လာစိတ်ဖိစီးမှုဆိုတာဖြစ်ပေါ်နေတဲ့တော့ဖြစ်မယ်လို့ထင်တယ်ပြောင်းလဲမှုတွေဆုံးရှုံးမှုတွေချင်းချောင်းမှုတွေဖိအားပေးခံနေရတာကိုယ့်ရဲ့ကိုယ်နဲ့စိတ်ကနေတုံ့ပြန်နေတဲ့တရားတွေကိုဘာလို့ခေါ်လဲစိတ်ဖိစီးမှုလို့ခေါ်ပါတယ်ပေါ့နော်ဒီအဖွင့်လေးတစ်ခုထပ်ဖတ်ကြည့်ပါဦး There is no definition of stress that everyone agrees on လူတိုင်းသဘောတူထားတယ်စိတ်ဖိစီးမှုဆိုတာဒါပဲကွာလို့အဲ့လိုတစ်မျိုးတစ်ဖုံတော့နှစ်မျိုးသုံးမျိုးဒီလောက်အတိအကျလူတိုင်းနဲ့လူတိုင်းပြောတဲ့ဟာစိတ်ဖိစီးမှုဆိုတာဒီသဘောတွေပဲလို့အဲ့လိုမျိုးအတိအကျဖွင့်ဆိုထားတာတွေကတော့မရှိပါဘူးတဲ့ What is stressful or one person may be pleasurable or have little effect on others တချို့ပုဂ္ဂိုလ်ကစိတ်ဝိသိမှုကပြောစရာကောင်းတယ်အခီးသွားရမယ်သူအိတ်မပြောတော့ဘာခီးသွားမှာမဟုတ်လေပြောစရာကောင်းတယ်ဟုတ်လားဟိုမင်္ဂလာဆောင်ရမယ်ဒါရှင်များတို့မသိဘူးအဲ့တော့မင်္ဂလာဆောင်ဦးတဲ့သူတွေမေးကြည့်ပါလားအမျိုးမျိုးရှိအောင်ပြောတဲ့သူလည်းပြောမယ်တချို့လည်းသိတဲ့တွေရရင်လည်းရပါတော့အဲ့တော့တယောက်နဲ့တယောက်မတူဘူးဆိုတဲ့ဟာကိုပြောတာလုပ်ငန်းတစ်ခုတည်းဆိုမှတော့မနေသူတို့ရဲ့ခံစားချက်တွေကမတူဘူးတချို့ကြတော့ပြောမယ်ဒီကိစ္စနဲ့ပတ်သက်တချို့ကြတော့စိတ်ဆင်းရဲတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့ all react to stress differently ပေါ့အဲဆိုစိတ်ဖိစီးမှုတွေကတယောက်နဲ့တယောက်မတူကွဲပြားတဲ့ပုံစံနည်းအနေနဲ့ထင်ပေါ်နိုင်တယ်ပေါ့ချင်းချုပ်ပြောရမယ်ဆိုစိတ်ဖိစီးမှုဆိုတာတယောက်နဲ့တယောက်သဘောတူထားတဲ့ပုံစံတူမျိုးမဟုတ်ဘူးတချို့ကြတော့ဒီကိစ္စတစ်ခုကပြောစရာတချို့ကြတော့စိတ်ဆင်းရဲစရာအပင်ပန်းစရာဖြစ်နေတယ်အဲကြောင့်မတူကွဲပြားတဲ့ပုံစံတွေနေနဲ့ရှိနေတယ်ပေါ့စိတ်ဖိစီးမှုဆိုတာတွေကစိတ်ဖိစီးမှုဆိုတာက stress ကိုလေ့လာတဲ့အခါ stress ဖြစ်စေတဲ့အကြောင်းတရားတွေပေါ့ stress ရဲ့ပစ္စယပေါ့အကြောင်းတရားပေါ့ဗျာနော် stress ဘာကြောင့်ဖြစ်လဲ stress ကသူကအကျိုးဗျာ stress ကအကြောင်းမဟုတ်အကျိုးတရားပေါ့အဲ့ဒီအကျိုးတရားကအကြောင်းတရားမှုရှိလိမ့်မယ်ဘာအကြောင်းတွေကြောင့်အဲ့ဒီအကြောင်းတွေကို stressor လို့ခေါ်တယ် stressor ဒါကြောင့် stress နဲ့ stressor နဲ့မတူဘူး stress ကအကျိုးတရား stressor ကအကြောင်းတရားဒီ stressor တွေကြောင့်ဒီ stress တွေပေါ်တယ်ပေါ့စိတ်ဖိစီးမှုဖြစ်စေတဲ့အရာများခေါင်းစဉ်လေးနဲ့စဖတ်ပါဗျာစိတ်ဖိစီးမှု stress ဖြစ်စေတဲ့အရာတွေကို stressor လို့ခေါ်ပါတယ်လူတွေတွေ့မြင်ထိတွေ့နေရတဲ့အကြောင်းအရာတွေဖြစ်ပျက်တွေအခြေအနေတွေနေရာတိုင်းကစသည်လူတော်များများဟာဒီအကြောင်းအရာဖြစ်ပျက်တွေကိုအခြေခံပြီးတော့ stress တွေဖြစ်နေကြပါတယ်အခြား stress ဖြစ်စေတဲ့အကြောင်းအရာ stressor တွေလည်းရှိနေပါတယ်လူတွေကတွေ့မြင်ထိတွေ့နေတယ်ဒါတချို့ကဒီမွေလေးမြင်လိုက်တာနဲ့ပါပဲကြောက်တယ်
တချို့ကခွေးလေးတွေမြင်တယ်အာဒီခွေးတွေကြောင်နေနေဆိုရင်ဗာလဲ